Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ပီတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာစီးလေးတစ်ခုလုပ်ချင်ပါတယ်အဲစီးရဲ့နာမည်က Clover ပဲဖြစ်ပါတယ်ဟိုကျွန်တော်တို့ရဲ့ idol Clover ခရမုံနော်ဒီထားလိုက်ပါတော့ကျွန်တော်ဗီဒီယိုဒီမဲ့ဘာလို့9လောက်ကြောက်သွားရလဲဆိုတော့မုံတော့ကကျွန်တော်တို့ update ဆိုတဲ့ငရေကြီးပို့တော့မှဖြစ်လို့ပဲဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော် run တွေကို share တင်လို့ဖြစ်ပါတယ်ကျွန်တော်ဟိုနားရွာထိသွားလိုက်အောင်ကျွန်တော်ရွာထဲကိုတော့ရောက်ပြီးရွာထဲမှာပါရှိလေလိုက်ရှာရအောင် let's go ကျွန်တော်ပထမဆုံးနေဝင်ကြည့်အောင် let's go wait ပါစာကြည့်ရည်လားမသိဘူးဟုတ်တယ်ဘောတက်ကြည့်တယ်ဘာမှလည်းမရှိဘူးအဲ့ဒါနဲ့ကျွန်တော်တိန်ဝင်တိန်ထွက်လို့ရတယ်ဘာမှလည်းမရှိဘူးနောက်ဆုံးမှာကျွန်တော်တို့ plasmate ရဲ့အိမ်ထဲမှာစီးတွေ့ရပါတယ်အာယွန်းနေ OCDN speed ဆို3ခုတောင်မ oh my god ဒါနဲ့ bro ဒါ DC ရေခိုးရမဟုတ်နော်ညဝေ30အလဲရိုးနောက်တော့ plasmate အိမ်ထက်တွေ့ let's go oh my god တိုင်းမ3တော့ဟောတိုင်းမဟောအားမ oh my အာယွန်းအားမအပဲတိုင်း oh my godဘောတွေကိုကျွန်တော်10မိနစ်တော့မရှိရကျွန်တော် diamond ရှာလိုက်ခဲ့ပြီ let's go ကျွန်တော် iron food မှာရတော့လေခမ်းမတစ်ခုပဲလို့ဟိုရှိမှရှိ haver တွေကိုလည်းတွားခိုးတယ် let's go village မရှိဘူး village မရှိခိုးမယ်တခုမကျန်အကုန်ယူပြီးရဲ့အချိန်မှာကျွန်တော်တို့ရွာထဲကိုဝင်တွေ့ရဲ့ကျွန်တော်တို့စာကြည့်ရိုက်ကိုကျွန်တော်ရဲ့အိမ်ထိသွားပြီးတိမ်းမှထည့်ပါတယ်ဝေးခဏလေးကျွန်တော်ဖေးရင်အဲ့ရတကူတော့ခိုးလောင်းမယ်စာကြိုက်ကိုတခုချက်အုံထည့်ပြီးကျွန်တော်ရဲ့အစ်စ်သိမ်းလိုက်ပါပြီခင်ဗျာဗီဒီယိုလေးတော့လောက်ပါပြီခင်ဗျာကြည့်ရှုပေးခဲ့ဘရိုတယောက်ချင်းစီရအောင်ကျေးဇူးတင်ပါတယ်ဘရိုကျွန်တော်ဗီဒီယိုဒီကြည့်လာပြီ subscribe လေးရောက်ချက်နေပြီးတော့ကျွန်တော်ကူညီခဲ့လို့ရပါတယ်အားလုံးပဲဘိုင်းပါနောက်ဗီဒီယိုမှာတင်ပြကြမယ်ဘိုင်းဗီဒီယိုလေးတူပဲအားလုံးအနူးရင်တောင်းပါမယ်ခင်ဗျာ